ရိုသေအလေးထားရမယ့်မြန်မာနိုင်ငံအလံကိုခြေထောက်မှာဝစ်လို့လူပြောများနေတဲ့ဂျိုရှူအာဘန်မင်္ဂလာပါပရိသတ်ကြီးဆယ်လင်းဆိုင်တာ page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။နိုင်ငံချစ်စိတ်ကိုဖော်ပြတဲ့နီလန်းတွေကတနေရာနဲ့တနေရာမတူညီကြပါဘူး။တချို့တွေကနှလုံးသားတွေကထားကြတယ်။တချို့ကဦးခေါင်းထက်မှထားကြတယ်။ဒါပေမဲ့တချို့ကြပြန်တော့လဲခင်မီ fashion တစ်ခုအနေနဲ့ဝတ်ဆင်ကြပြန်ပါတယ်။ဒီနေ့မှာတော့မြန်မာပရိသတ်တွေကြားမှာအကြီးအကျယ်ငင်းခုန်စရာဖြစ်ပေါ်နေတဲ့အကြောင်းအရာလေးတစ်ခုကိုဆွေးနွေးတင်ဆက်ပေးခြင်းပါတယ်။အဓိကကတော့အားလုံးကုန်ယူနေရတဲ့ UFC ကစားသမားချင်းတိုင်းရင်းသားလေးဂျိုရှူအာဘန်ပဲဖြစ်ပါတယ်။သူဟာမကြခင်ရပိုင်းအတွင်းမှာ UFC Flyweight တန်းရဲ့ကမ္ဘာချန်ပီယံဖန်တိုဂျာနဲ့ရွှေကပတ်လူပွဲရှင်ပြန်ရတော့မှာဖြစ်လို့တနိုင်ငံလုံးကရင်ခုန်နေကြတဲ့အချိန်မှာဒါပေမဲ့ဒီလိုမျိုးအရေးကြီးတဲ့ပွဲကြီးမတိုင်ခင်အင်တာဗျူးတွေမှာဂျိုရှူအာဘန်ဝစ်ဆင်လာတဲ့ဖနက်တရန်ကပရိသတ်တွေရဲ့မျက်လုံးကိုပြူးကျဲသွားစေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီဖနက်ပေါ်မှာအားလုံးယူသေးလေးစားရတဲ့ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်အလံကိုဒီဇိုင်းဖော်ပြီးတော့စီးနှင်းထားလို့ပါပဲ။ဒီနေရာမှာမြန်မာလူအဖွဲ့အစည်းမှာရှေးရိုးရာအစဉ်လာအရခန္ဓာကိုယ်ကိုအပိုင်းခွဲခြားသတ်မှတ်လေးရှိပါတယ်။ခေါင်းခါခြေထောက်ဆိုပြီးအစဉ်တန်းခွဲခြားထားသလိုနိုင်ငံတော်အလံဖျားပုံရဟန်းတန်ခါပုံဆိုတာတွေကိုဦးခေါင်းထက်အမြင့်ဆုံးနေရာမှာပဲထားရှိပူဇော်လေးရှိကြပါတယ်။အောက်ဆုံးအနိုင်ဆုံးဖြစ်တဲ့ခြေဘဝဖက်နက်စတဲ့နေရာတွေမှာအလံကိုထားရှိခြင်းကမြမအမြင်ရဆိုရင်တော့မယိုတရားရောက်တယ်စော်ကားရာရောက်တယ်လို့ယူဆစရာတွေဖြစ်နေတာအမှန်ပါပဲဒါကြောင့်လေတချို့သောပရိသတ်တွေကမြမအလံကိုဖက်နက်မှာမကတ်သင့်ဘူးဆိုပြီးဝေဖန်ထောက်ပြနေကြတာဖြစ်ပါတယ်ဒါပေမဲ့ဒင်းကားပြတိုင်းမှာခေါင်းနဲ့ပန်းရှိတယ်လို့ဒီကိစ္စမှာလည်းနောက်ထပ်ရှူထောင့်တစ်ခုရှိနေပါသေးတယ်ဂျိုရှူအာဘန်ဟာချင်းပြည်နယ်ဘွားဖြစ်ပေမဲ့အမေရိကန်နိုင်ငံမှာကြီးပြင်းလာတဲ့သူပါအနောက်နိုင်ငံယဉ်ကျေးမှုမှာတော့နိုင်ငံချစ်စိတ်ကိုပြသတဲ့နေရာမှာကန့်သက်ချက်မရှိပါဘူးအမေရိကန်လန်ကိုအတွင်းခံပေါင်းပြီးခြေအိတ်ဖနက်စားတဲ့နေရာအစုံမှာ fashion အဖြစ်နဲ့ဝတ်ဆင်တာဟာသူတို့စီမှာတော့ပုံမှန်ကိစ္စတစ်ခုလိုဖြစ်နေပါပြီသူတို့ရဲ့ခံယူချက်ကငါသွားလိရငါရဲ့နိုင်ငံအလံကိုယူဆောင်သွားမယ်ဆိုတဲ့သဘောမျိုးပါဂျိုရှူအာဘန်ရဲ့စိတ်ရင်းကိုသုံးသပ်ကြည့်ရင်လေသူဟာမြန်မာပြည်ကိုတကယ်ချစ်တဲ့လူငယ်တစ်ယောက်ပါနိုင်ပွဲရတိုင်းမှာမြန်မာအလံကိုလွှမ်းခြုံလေးရှိသလိုကမ္ဘာအဆင့်မီ UFC စင်မြင့်ထက်မှာငါမြန်မာပါလို့အမြဲအော်ဟစ်ကြေညာလေးရှိတဲ့သူပါဒါကြောင့်အခုဖနက်ကိစ္စကလည်းမြန်မာအလံကိုမလေးစားလို့ဒီလိုမျိုးစိတ်နဲ့လောက်တာမျိုးလုံးဝမဟုတ်ပဲသူကျင်လျာပတ်ဝန်းကျင်ရဲ့အလေးထားအရာမြန်မာအလံကိုငါခြေလမ်းတိုင်းမှာရှိစေရမယ်ဆိုတဲ့ fashion သဘောမျိုးတက်ရောက်နေတယ်လို့သုံးသပ်ရမှာပါတကယ်တော့ဒါဟာဂျိုရှူအာဘန်ရဲ့ရည်ရွယ်ချက်ကနိုင်ငံချစ်စိတ်ဖြစ်ပေမဲ့မြန်မာပရိသတ်တွေပေါ်မှာတက်ရောက်မှုကတော့ယဉ်ကျေးမှုအရာမသိတော်တယ်လို့ဖြစ်သွားပါတယ်။ဘလို့ဝဲဖြစ်ဖြစ်ပါဂျိုရှူအာဘန်ဟာလက်ရှိချိန်မှာမြန်မာနိုင်ငံရဲ့တဦးတည်းသော UFC မျှော်လင့်ချက်ဖြစ်ပါတယ်။သူရဲ့ fashion ကိုသဘောမကျနိုင်ရင်တော့သူရဲ့စူးစမ်းအားထုတ်မှုနဲ့နိုင်ငံကုံဆောင်လိုစိတ်ကိုတော့အတိအမှတ်ပြုအားပေးရမှာပါ။ကဲပရိသတ်ကြီးအလံကိုဖနက်မှာစီးတာနဲ့ပတ်သက်ပြီးတော့ဘလို့မြင်ကြလဲ။မြန်မာလူမျိုးမှန်ရင်မြန်မာထုံးစံကိုလိုက်နာသင့်တယ်လို့မြင်လား။ဒါမှမဟုတ်နိုင်ငံတကာရောက်နေမှာတော့နိုင်ငံတကာစတိုင်အတိုင်းပဲလက်ခံပေးတဲ့နယ်လို့ယူဆလာမိတ်ဆွေတို့ရဲ့အမြင်သဘောထားတွေကိုမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်